Hello everyone ကို vlog လေးရတော့အလှမတိုင်ခင် rehearsal နေ့မှတ်တမ်းနဲ့ရှင်လောင်းလေးနေ့မှတ်တမ်းများကို record လုပ်ထားတဲ့ vlog လေးပဲဖြစ်ပါတယ်။အာမီဒါကတော့ကိုနောင်ပတ်နောင်ကန်လေးများဖြစ်ပါရဲ့ရှင်။လာကပ် track ကြိုင်းလို့ပါ။လက်သေးများအဖွင့်ဆရာဘူးလား။ခွာလေးဒါတော့ချောရဲ့အဖွားနှစ်ယောက်ပါဒါကတော့ဝိုင်းဝန်းကိုညီပေးတဲ့ကိုကြီးခန့်ဖြစ်ပါတယ်ဒါကတော့ rehearsal မှာအစမ်းထိုင်နေကြတာဖြစ်ပါတယ်မောင်နှမ3ယောက်ပါဒါကတော့အခမ်းအနားမှုပြေးဆောင်ရွက်မဲ့ဦးကျော်ရီလေးနဲ့အခမ်းအနားပြင်ဆင်ကြီးကြီးဝင်းဆက်နာကြီးဖြစ်ပါရဲ့ရှင်ဒါကတော့အလူကြီးလေးဝဲထုတ်ရတော့ပါဝင်နေသူများနဲ့ rehearsal တိုက်ကြဖြစ်ပါတယ်လာမယ်ခဏလေးတို့တကားပိတ်ဖို့အဲ့ဒါလေးတော့အောင်မလေးအဲ့တို့ကပူချောတယ်နော်ကိုမြပါဒါပဲကောင်းတယ်ဟုတ်တယ်ညာဘက်ကိုဆင်းသွားဟုတ်တယ်သတိနိုင်နေကွက်ကြည့်လေဒါကတော့အလူနေ့မှာအစောကြီးတည်းကထားပြီးတော့မိတ်ကထားပြေးကြရတာဖြစ်ပါရဲ့ရှင်ဒါကတော့ជីជីကမောင်ရှင်လောင်းလေးနှစ်ပါးကိုထုံမြောက်ဆွဲပေးနေရပါနေမေးရီမလှူရတဲ့အလူရောပြောလားအခုပြောနေလားပြောနေတာဗောဒါကတော့ဖွားကြီးနဲ့ရှင်လောင်းမလဲငယ်စကားပြောနေရပါပျော်နေတာလို့ပြောတာသားလေးလားဒီဘက်လားအဲ့လိုလို့ကြည့်ရလေအဲ့ဒီကလာတဲ့ရုပ်ကငါသားလေးရဲ့ရုပ်ကလေးကိုကြည့်ပါဦးဟဲ့တော့သမီးအဲ့ဒါဒါကတော့ရှင်လောင်းလဲတော့မှပို့လို့တန်းစီကြတော့မှဖြစ်ပါတယ်ဟိုတယ်ကနေတန်းစီပြီးတော့ထွက်ပါပြီဒါကတော့ရှေ့တကုံစီတော့ရှင်းပြတော့ဘဖတ်တက်ခေတန်းစီကြတာဖြစ်ပါတယ်ရှင်ဒါပဲလေဒီလိုပြောအနုကမိကရွှေဦးမြေဝေမြုံနေတော့မောင်လူရမေးပြုံးပြမေလူရမောင်ပြုံးပြမြတ်သာသနာတော်မွေရယူကဝမ်းမြောက်ကြည်နူးရောရှင်ရနာသုံးပါအမှုတင်ထားကဘာတော်ဆိုပြီးရပြန်ဦးစိန်ကလာတော့ချင်းပြီဦးဒီလုံးနဲ့တော်အေးချမ်းမှာရည်သူကပေးလူပါတော့အလီငါကြိုးစားစီ
နှစ်ဖက်မိပါများ တော်ကြီးတော်ဆန်းရွှေနဲ့ဆရာသခင်များ ညနူရတဲ့ပြိတ္တတွေကိုအမှုတော်တင်လို့လူတွေမှာတဲ့ ကိုကျော်ကျော်ဟန်မတ်သူစားအောင်သမီးကညာချောချီရနာမိသားစုရဲ့အလူတော်ပါ ပရာပုတ်တာချစ်သားလာတဲ့ဖြာမောင်သစ်ထဆန်းမောင်ကောင်းမြတ်မင်းမှာသာရနာအမွေခံပွေနှွေးချိန်သေးပြော ဖေးအမေချစ်မဝနိုင်တဲ့တမှုခိုင်အသေးညာနော် သမီးလာကညာမချာချီရတနာကံနာဝိစနာနာထွေးမင်္ဂလာ စေရနာမိသားစုရဲ့ခေမနှမ်းမြောင်အလူတော်ဟာ ပဒါကြီးပြောနေပါတယ်အလူကကြီးဦးချက်ကျော်ဟန်သမီးလေးချောချီရတနာအားလုံးကိုစိတ်နှပြကြမ်းမှရှင်ပါ ဒါကတော့ရှင်လောင်းအလှည့်ဝင်မှာဦးဦးတွေကဦးစီတိုးဘက်ဝိုင်းနဲ့ကြိုးဆိုကြတာဖြစ်ပါတယ်ရှင် ကုသိုလ်အဆုံးမြတ်တရာအဟုံးကြောင့်မောင်နဲ့မိတွေ့သမီးလေးပါမြေ Bye bye see you on the next video